ဒီကလေးမလေးဘာလုပ်နေလဲမသိအဲ့နားလေးရက်နေတာကိုတော်တော်ကြာနေ ငါနင်းကိုဒီလောက်ချစ်တာနင်ကတော့ငါ့ကိုမချစ်ဘူးသေနာကောင်နင်မချစ်တဲ့ဘဝမှာငါမနေဘူး ဟာဟဲ့အဲ့ဒါမင်းဘာလုပ်တာလဲ ရှင်ကျမကဘာလို့လာဆွဲရလဲ ဟာငါမဆွဲရင်မင်းသေးမှာပေါ့ သေခြင်းလုံးမှာခွန်ချဖို့လုပ်နေပါရဲ့ဆိုမှလည်းသေမှာစိုးလို့တဲ့ မင်းဘာကြောင့်ရနဲ့တက်သေးခြင်းလဲဆိုတာငါမသိပြင်မယ်မင်းအဲ့လိုတက်သေးတာအဖန်ခိုင်းငါ့ဘာခံရတယ်နော်မင်းမကြဘူးလား ဟမ်သေခြင်းမှာလည်းဆိုမှတရားဟောတဲ့သူနဲ့လာတွေ့နေ အဲ့လိုတက်သေးတော့မယ်ဆိုရင်ကိုယ့်အိမ်ကမိဘတွေရဲ့မျက်နှာကိုပြည့်မြင်ကြည့်ဘယ်လောက်တနာစရာကောင်းတော့ပြီးတော့ဒီမင်းရုံမင်းရည်လေးနဲ့ဟိုနှမျောစရာကြီး ဒီရုပ်ရည်လေးနဲ့ဆိုတော့သေလို့တော့မဖြစ်သေးပါဘူး အဲ့ဒါကိုပြောတာ ဟုတ်တယ်နော်ကျမသေလို့တော့မဖြစ်သေးဘူးဒီနေ့ကစပြီးလှလှပပလေးနေပြီးတော့အစင်လေးတွေရှောင်းငံပြစ်မယ် ဟမ်အပြောင်းလဲရလေညံချက် ကဲကျမဒီနေ့တက်တဲ့ခြင်းသိမရှိတော့ဘူးအလားလေးတွေပြင်ပြီးတော့လှလှပပလေးပဲနေတော့မယ်တားတော့မယ်တက်တာ အာဒီကလေးမလေးယူနေရလားမသိဟေးမနေ့တော့တက်သေးခြင်းလဲဆိုရဲတယောက်မလား အဲ့ဒါအနေရလေဒီနေ့မှမဟုတ်တာ ဟမ်မနေ့ကရုပ်ကတရုပ်ဘာလဲဒီနေ့ဒီနေရာမှာတက်သေးဖို့အတွက်နေရာထက်ရှာနေတာလား ကိုယ့်ကိုတက်တဲ့ရဲဆိုတာယူနေတဲ့သူတွေပဲလောက်တာကျမကဘာလို့ကိုယ့်ကိုတက်တဲ့ရမှာလဲ ဩတော်သေးတာဗောငါမင်းကိုယူနေတယ်ထင်တာ ဘာပြောလဲ ဘာမဟုတ်ပါဘူး ဘာမှမဟုတ်ရင်လည်းပြီးတာပဲမင်းကရေခုခံလာပြီးရေမစော်ဘဲနဲ့ကြောင်တောင်နဲ့ရှောက်လို့ပြီးတော့တစ်ချက်ပါလဲမှန်တာမဟုတ်ဘဲနဲ့ကွာ ရှင်ကကျမကိုလားလောက်လာလားဒါဆိုလဲရှင်ပေါက်ကြည့်လေ ဒီမှာလက်မတွန့်ဘာညွန့်နော် မမှန်လို့ကတော့ဒီနေ့တက်နေကိုကျမခိုင်းသမျှလောက်ရမှာနော် အာဟာမင်းတော့ရှုံးပြီးတာမှတ်လိုက်တော့ပိတ်ခဲကြည့်နေလက်မတွန့်ပါညဟုတ်လားလက်တွန့်ပြီးတော့ဘေးကြည့်ထွက်နေတဲ့ဘာထွက်ကများ ဒီမှာတနေ့ကုန်ဘာမှစားမလားလို့လက်တုံတာဟုတ်ရင်ညလုံးတော့မှိတ်ပြီးတော့ပြစ်နိုင်တယ် ကိုယ်လည်းမပြောပါနဲ့ရှင်ရှုံးသွားပြီဆိုတော့ဒီနေ့တက်နေကိုကျမခိုင်းတာမှန်သမျှလုပ်ပေးရမှာနော် ဟုတ်ပါပြီကိုဂရီနဲ့ကိုဆိုတော့လုတ်ပေးရတော့မှာပေါ့ဒီနေ့တော့ပြောင်းဖန်တီးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ရပါတယ်ပြောရင်ပြီးရပါတယ် အဲ့ဒါဆိုကျမပြန်တော့မယ်နော် ရုပ်ရည်ကြီး ပြန်မှန်းသွားပြီဆိုတော့အိမ်ပြန်ပြီးနားတော့မယ်တတ ဟာဟေးနာမည်လေးပြောခဲ့အောင်လေ ကျမနာမည်ခိုင်ပါ အခုနာမည်က အခုနာမည်သိရလေ ဟမ်ဘယ်လိုသိရလဲ ကိုပါထွက်လေ ဟာကိုစီတူပါဆိုဒီဘားထွက်ပဲခေါ်နော် ကဲပါဟုတ်ပါပြီအိမ်ပြန်တော့မယ်နော်တတ နာမည်လေးကခိုင်ဟမ်ဖုန်းနံပါတ်ဟေးဖုန်းနံပါတ် မင်းညာရှင်းကိုကျမဒီလောက်ဖုန်းလေးခွန်တာဘာလို့မကြိုင်နေပြော တကယ်ဖျားစုမိုးကြိုးခိုင်အောင်ပြည့်တကယ်ညအိပ်ပျော်သွားတာပါဆို ရှင်ကျမကိုပါမိုးကြိုးပြဖို့ကြိတ်နေပေါ့ လကားစားတာပါခိုင်ရဲ့ ဒါဆိုမှန်လေဘသူနဲ့ပြောနေလို့ကျမဖုန်းကိုမကြိုင်နဲ့ ဟောဘသူနဲ့မှမပြောပါဘူးခိုင်တယောက်ကလွှဲရင်လေကို့မှာပြောမဲ့သူကိုမရှိတာဟုတ်တယ်ကိုတကယ်ပြောတာခိုင်ရလွှဲပြီးတော့ကို့မှာပြောစရာလူမရှိဘူးမင်းဖုန်းစစ်ကြည့်မလား ဟာမစစ်ချင်ပါဘူးပြောမဲ့သူမရှိရင်လည်းပြီးတာပါပဲဟဲ့လူကိုပါထွက်အဲ့လိုကြီးမကြည့်နဲ့လေနေရခတ်တယ်ရှင် ဟာကိုစီတူပါဆိုဒီကိုဘာထွက်ပဲခေါ်နေတာ မသိဘူးကိုပါထွက်ပဲမုံဝဲကျွေးမယ်ဆိုလို့ထွက်လာရနော်မုံဝဲကျွေးမယ်ဆိုပြီးတော့ညာမခေါ်နဲ့ မညာပါဘူးတွေးကျင်တာမုတ်ကျွေးကျင်တာကြောင့်ခေါ်လိုက်တာ တွေ့ကျင်တယ်
ကျမတို့ကြောင်တောင်တောင်ကိုရှင်မဲတွေ့ကျင်တာ ကိုကလည်းပေါ်တော်တော်မူကြောင်တောင်တောင်တွေ့ကျင်တာဘာဆန်းတာကြလို့ စမ်းကျင်နေဘာကျွေးမှလဲလို့ ဩကျွေးမှာပါဆိုကဲဘာစားမလဲပြော ရတယ်စားတော့ကတော့ဘာနေနေကုန်ကြိုက်တယ် အဲ့ဒါဆိုအခြေဦးမုံလုံးရေးပေါ်ရဲ့မေးမရနိုင်တဲ့မုံရင်းကားရဲ့နှလုံးသားအာဝူရှာဘူးရဲ့အသေးကွဲဝတ်သားတို့ထိုးရဲ့ တော်ပါပြီကိုပါထွက်ရဲ့စင်းပြပြီးတော့ပြန်မထူးတဲ့ရေခဲမုံမဲလိုက်ကျွေးပါတော့ ဟာအစမ်းမလား ရေခဲမုံလိုက်ကျွေးတော့လို့ ကဲကျွေးရမယ်ဗျာကျွေးရမယ်လာတက်ခိုင်း ဟုတ် ကိုလေးလေးနက်နက်ပြောစရာရှိရခိုင်း ထူးထူးကြကြပါလားဘာများတော့ အခွင့်ကောင်းယူရလို့တော့မထင်ပါနဲ့ကိုတို့ကခင်မင်မှုကမကြသေးဘူးဆိုပေမဲ့ကိုပုံဝင်လင်းလင်းပဲပြောမယ်နော်ကိုခိုင်းကိုချစ်တယ် ဟာကိုပါထွက်ကလည်းဘာတွေလာပြောနာလဲ အတီပြောတာပါခိုင်းအေးဆေးစဉ်းစားပြီးမှကိုကိုဖြည့်ပေးလဲရပါတယ်ကိုစောင့်နိုင်ပါတယ်ခိုင်း ကိုပါထွက်ရှက်လာပြီကွာ ဟာခိုင်းရဲ့ဘာချက်စရာရှိလို့တော့လူငယ်ချင်းချစ်လို့ကြိုက်လို့ရီးသားစကားပြောတာပဲဟာဟိုကိုတော့စဉ်းစားပေးမယ်မလားဟင် ကျမကိုတောက်ခွင့်ပြုပါ ဟမ်ခိုင်းဘယ်တော့မှလဲ ကျမစိတ်အဆင်မပြေတော့လို့ကျမကိုခွင့်ပြုပါအောင်နော် ဟာခိုင်းခိုင်းဘယ်နေပြောင်းနေရလဲကို့မှာလိုက်ရှာလိုက်ရတာဖုန်းလည်းမကင်ဘူး ရှင်လူမနေပြီထင်တယ်နော် ခိုင်းရစစရာလားခိုင်းရရုပ်ကိုလေဟောဒီရင်ပတ်ထဲနေတေအောင်ကိုမှတ်တာတပတ်လုံးဖုန်းကလည်းမကင်လိုက်ရှာတာလည်းမတွေ့နဲ့စိတ်ပူနေရတာအခုမှတွေးမှပဲစိတ်အေးရတော့တယ် လူမနေပြီအကို ဟမ်မစပါနဲ့ခိုင်းရဲ့ 哦，看地啦， မဟုတ်ပါဘူးကိုဟိုကျွန်တော်အဒီနဲ့ဆင်လို့ကျွန်တော်လာမေးတာပါတော့ခွင့်ပြုပါဦးဗျာ 好好个。哦，看，湖南嘛，他朋友就来你那些，懂不啦 စောင့်မယ်လေကို ？OK。 မတော်တဆဆက်ဆံရေးမျိုးဆိုတာရှိတယ်။မထင်မှတ်ပဲပြောခဲ့ရတယ်။မထင်မှတ်ပဲဆောင်စီခဲ့ရတယ်။ပြီးတော့အကြောင်းပြချက်မရှိပဲတယောက်နဲ့တယောက်ဝေးခွာသွားခဲ့ကြတယ်။ဒါတော့ခိုင်ဟာအဖို့အတွက်တော့မတော်တဆတတ်ပါ ကိုပိုင်ထားရင်လည်းလက်မလွတ်ဘူးသူများပိုင်ထားရင်လည်းလူမယူဘူးဒါကရိုးရှင်းတဲ့နေထိုင်နေပါခိုင်းတိတ်ခါတွေထင်းရမယ်စီးတွေစောင့်ရမယ်ဒါကိုမာနလည်းမမြင်ပါနဲ့ခိုင်းရင်ခိုင်းကိုချစ်လို့ကိုတန်ဖိုးထားတာပါ